ကျွန်တော်ခုပြထားတဲ့တော့ဒီကိုမြို့တီးကလိုင်းနဲ့ကြော်တော့ရပြီထိုင်မှာပါစပို့မရှိဘဲနဲ့ရှောင်းလေးကိုရပါတယ်နဲ့ကျွန်တော်မြို့တီးအောင်တိုင်တော့ပါနေ့ကကျွန်တော်ထိုင်မှာပါစပို့ရှိတဲ့ရှောင်းလေးကိုရမှာဆိုကျွန်တော်ဆက်ဆောင်လောက်ပြပေးရှင်ပါတယ်ဒီအလုံးကျွန်တော်တို့လိုင်းမှာပြရှိရမှာနဲ့ကျွန်တော်ရေနီထားတဲ့ဒေတာလာလူမျိုးပုံစံဆိုတော့မျိုးကိုပြပေးနေနေပါတယ်ဥမာရပါစေရခိုင်ဝက်စနဲ့ပြန်ဝက်စနဲ့မတူပါဗမာဝက်စနဲ့ပြန်ဝက်စနဲ့မတူပါဒီလိုမျိုးကိုပြနေပါတယ်ကျွန်တော်ရေခိုင်မတူရနိုင်ငံကလာလို့ဒီမဟုတ်တော့နဲ့ခိုင်မတူရနိုင်ငံဒီရောခါနေပြန်ပိုင်းဒီမှာနည်းနည်းအားရှာရှိပါပဲ။ညဟာတော့ကျွန်တော်ဘာအောင်သူခိုင်ဖို့ထမှာလေ။ဥမာဘာဖြစ်နေကျွန်တော်တို့ဒီထိုင်နိုင်ငံမှာဆိုတော့မိုးပြန်ထားရရှိရ။ညောင်းလည်းထားတဲ့ပိုင်းလမ်းမကောက်တာမလားနဲ့ဒီစာတီးကနေဝင်လာပိုင်းနဲ့ကုန်တယ်ပဲ။ဒီဘယ်လိုဖြစ်နေကျွန်တော်မသိရဲ့မတုံ့ပြန်လို့နည်းခါကြီးရပါတယ်။ဒီတချို့တွေကကြားကြီးတဲ့တခုလောက်လေးပဲမလောက်ဝင်ခင်ဥမာပြောစမဝင်ခဲ့ပိုင်းနဲ့ပစ္စည်းကိုပစ္စည်းမဝင်ရဲ့ခေါင်းစမလောက်ရဲ့ကောက်လို့တုံလို့ခါခဲ့ပိုင်း။ညနေကျွန်တော်ဘိုက်ပေါ်မှာပါထိုင်နေမှာလင်းကဆင်ကာကြီးနေပြီးတော့ပြပါနဲ့ကျွန်တော်တို့ပိုင်းထိုက်မှာတော့ဒီပိုင်းနဲ့တနင်္ဂနွေတုန်းကပြောစီဘာလဲကြီးဖတ်ရပါတယ်နော်အပိုင်းတော့ပြပါနဲ့ဟုတ်ကဲ့ကျွန်တော်ဖတ်ကောဒီကိုပြန်ပြီးမသိနိုင်မှာပေါ့စားထုတ်ချပါတယ်ညဟာတော့ကျွန်တော်တို့အာရှမှာ motion ဆိုရင် remotion တူပဲနိုင်ငံကနိုင်ငံရှိပါတယ်ညဟာဒီကတော့မြန်မာလာအိုထိုက်ကမ်ဘောဒီးယားဗီယက်နမ်ညဟာငါးနိုင်ငံတော့ပါတယ်ရငါးနိုင်ငံကအလုံးပုံစံဒီကျွန်တော်ဆက်ဆက်လုံးဒီဗီဒီယိုရှင်နဲ့ပိုက်ရမယ်Kopi ya me nuano ya me ovade ya me mailo ya me jago ya me namya ya me plata ya me pena me suna me tamen sisa pe plata ja plata nuza plata kima plata namya thoba to ဟုတ်ပါရဲ့ဒီကေနိုင်ငံလိုက်နေမှုစတိကိုမျိုးဒီတိလောက်ထမှာဒီကေဆက်ဆက်ပါမယ်ဒီကျွန်တော်တို့အခုနေနေတာထိုင်နေပါကြတယ်ထိုင်နေတာလူလူပဲဒီကိုကျွန်တော်လေးရတော့ပါပဲကျွန်တော်တို့ရဲ့အပေါ်တော့တင်တာဒီငါပကောကျော်နဲ့ဒီကွင်းဒီပါဆောကွင်းဒီပါမခုမထွေးထွေးမထွေးထွေးလုံးမလုပ်ခဲ့ပါနဲ့လုံးဝမလုပ်တော့ဘူးလားလုံးဝလုံးမလုပ်တော့မှာကျွန်တော်လည်းအားပေးပါလုံးလို့ပါဒီမလုပ်ခဲ့ပါလေဒီဘလောက်တော့ဖန်ရအောင်ပေါ့အားဆုံးမရှိဘဲနဲ့ရှားလို့ဆိုတော့ဒီနေတော့ဒီစစအောင်ကြားပါလေဒီကလေးမစုံခဲ့ပါနဲ့ကျွန်တော်အနေနဲ့အားဆုံးမရှိဘဲရှားလို့နေနေကောက်ရှိပေါ့ညောက်ပြရမယ်ဒီနေနေကောက်ရှိဒီကိုညောက်ပြီးတော့ဒီပရှင်ပြရပါมันกลับไปคุยกับตัวตอนนี้มันผิดขั้วโอ้พายโยกไม่ติดแต่ไก่กันเพราะมันเป็นธรรมดาโลกเดี๋ยวมันติดมาทำมันคิวตาโลกใครๆก็บอกพาติดมันจะมาพลิกตายโยกဒီဗီဒီယိုထဲမှာဇိုးလူမိုက်လူနဲ့တို့တွေလို့ရှိမှန်းပါလားသူတို့ဝတ်ဆက်မှုတွေကဟုတ်ကဲလဲပါသူတို့ဝတ်ဆက်မှုတွေကနေမြင်ထိုင်နိုင်ငံဒီစေရသားတို့ဒီမှာခိုင်စုံနေဝတ်ဆက်မှုတွေမျိုးပါနဲ့ကျွန်တော်အနေနဲ့ဘွန်ထော်တွေကသူတို့ပိုက်ဝတ်ဆက်မှုတွေကိုလိုက်ပြီးဝယ်ပြီးနောက်ရတဲ့ကျွန်တော်တော့တကယ်တကယ်ခောက်ပါရယ်ဆောင်းပေးပါဇာပြီးဆိုကျွန်တော်တို့ဒီပိုက်ဝတ်ဆက်မှုဝယ်ထားရတော့ ਨੇ ကျွန်တော်တို့ကိုထိုင်ဖက်မှန်ဖက်မျိုးတော့ ਨੇ မောင်ဆောင် ਨੇ ဒီကောင်မြန်မာဒီကောင်ထိုက်စီရဲ့သူတို့မခွဲခနိုင်ပါသူတို့စိတ်မနာဘူးလေသူထိုက်လို့ထောင်းအောင်ကျွန်တော်တို့စကားစားပွဲတွေကိုကျွန်တော်ထိုက်လို့ထောင်းပေါ့ဒီလိုလုံးဝကန်ဆိုးပြီးပလင်းနဲ့တူခါရတော့မှပလေကနေမိကျွန်တော်တို့ကိုစိုက်ပါမမမပေါ့တကယ်လို့စိုက်ခါကြတော့မှကျွန်တော်တို့ကိုပါစပို့မစိုက်ပါစိုက်ပြီးတော့စီကိုစားရပေါ့စားပြီးဆိုရင်ထိုင်းနိုင်ငံလုံငွေတော်တော်များနေတယ်စီကိုရှာခဲ့ပါမယ်စီကိုများတော့စီတုံးခဲ့ပါရင်ねခိုင်ပါစီစီဒီပါရောနေမစီပိုင်းねထိုင်းနိုင်ငံစေသားတွေရဲပုံရဲ့စီတုံးခဲ့ပါမယ်ညဘယ်လိုကျွန်တော်စိုက်ရင်စီကိုစိုက်ရဖို့ပါစပို့စိုက်ရဖို့ဒီကလေးမကောက်ခဲ့ပါလေလုံးဝပလေးမဖက်ပါစိုက်ပါကျွန်တော်ရဲ့ဝယ်ထားတော့ ਨੇ စိုက်ဟလို့စိုက်ဟဲ့သူတို့စိုက်ခံရဆိုတော့မှရတော့တပြုတ်ကန်ဆိုတော့မှစိုက်ခံရပြီးတော့ဒီကျွန်တော်တို့လက်ခရီတော့တုံ့ပြရတာတွေကတုံ့ပြရတာကျွန်တော်ရန်တုံ့ပြရမယ်ရန်စီမျိုးပိုင်းနဲ့စာစီမျိုးမျိုးရှိပါရင်မှာဆိုင်ကမထမျိုးပိုင်းနဲ့ဒီကျွန်တော်တို့ထားနေမှာဘယ်ကောင်ထဲမှာရှာလို့ဆိုတော့ကျွန်တော်အများကတော့တုံ့ပြစားနေတယ်ဟာတိုက်စီစိုက်ကလိုက်သွားစိုက်ကြတဲ့လက်ခရီတို့ဟီတော့တုံးသွားတော့ဒီကတော့တယ်မြန်တိုက်စီမင်းထားပြီးလိုက်သွားဒီကျွန်တော်တို့အတုံးပြအလွေစွမ်းနေတာတိုက်စီဖိုက်တယ်စာဖြစ်စီကျွန်တော်တို့လောက်ချင်တာကိုမေဘုံဒီမှာမေဘုံလောက်ချင်းပါလိုက်သူတို့ရောက်ပူပြီးပါတယ်ဒါကြောင့်တော့လွေပါပြီလွေစပြီးကြီးအစီခဲ့ပါရဲ့သူတို့ဆိုချိုတင်းတော့ရှိပါမယ်ညောကျွန်တော် problem နဲ့ညောဒီကတော့ကြီးကျွန်တော်တို့တိုက်စီသမားကြီးများဖတ်ဆိုကျောင်းရုပ်ပါတယ်ဒါပေမဲ့ကျောင်းလေးဆို problem ဆိုပြီးကျွန်တော်တို့ဥမာ process ကျွန်တော်ဖိုက်ထားရဲ့ဒီကုကုကို provision ပါတယ်ညဟာတော့ဥမာကျွန်တော်တို့တိုက်စီစီပဲဆိုပါရင်ကျွန်တော်တိုက်စီစာနဲ့ကျွန်တော်တို့နားစကားစားပြရမယ်ကျွန်တော်ဇာတ်ပြောဝင်စကားစားဆိုင်ပြရတယ်စကားစားပြတဲ့ကျွန်တော်ထိုက်ပြမချွတ်နေတော့ ਨੇ မတက်တော့ ਨੇ ဒီဘောကနေများမဲပါဆိုသူတိခိုက်ပဲနိုင်ခါတဲ့ဆိုသူတို့တိထားဖိုက်တော့ ਨੇ သူတို့အဖားလေးဖိုက်တယ်ပလေးကိုသူစာဖက်ပဲအတန်ဖက်ပို့ထားပြရတယ်ကျွန်တော်တို့ဒီလန်ကလာပါပြီဒီလန်မှာစောင်းနေပါဒီလန်ဖက်ပါ
ဒီကကြာနေပါရီတရားဝင်ငါတောက်လို့ရတယ်သူအမျိုးတိုင်ဝင်ရတယ်သူကလည်းမလို့ဆက်ပါနဲ့ပလဲငါစီကတိုင်မှငါရတယ်ဘယ်လိုဆက်ခဲ့ကြပါတစီစီကလည်းဒီပိုင်ဖို့ခင်နေပါတယ်နဲ့ပြီးအနောက်ရှိပါပြီတစီသမားကြီးအကြောင်းဆိုတော့ဒီကြောင်းဆိုကျွန်တော်ကိုနေထားကောပရအောင်ကျွန်တော်တခါပိုင်းနဲ့တိုင်စီဖို့ရတယ်ဒီတိုင်စီကထိုင်နေတိုင်စီကနေဒီလန်ဖရီကိုတောက်ရှောင်းမတော့ပါနဲ့သူကမိန်တာလိုက်တော့ပါတယ်စာရမီတာဒါလောက်စပီတူကိုမိတာလိုက်တော့ပါတယ်ရအောင်မှမိတာတော့ဆိုပြီးဘာမှမပါလေမိတာတော့လိုင်းစောပါတယ်လန်ကတော့သုံးဖို့ဆိုလို့ကဒီမိပါရှိရမလားမိပါမှာလန်ကသုံးဖို့ဆိုမိပါရှိရမိပါလန်သုံးဖို့ဆိုတော့မိပါနေတာစကန်တာဆိုတော့စကန်တာဆိုတော့တက်စရနေမိနောက်လည်းမလောက်ဘဲနဲ့ brain ဆိုမိပါစောင်းဒီလည်းမိတာနေမလားတားနေတယ်ကောင်းမော်ရတာစီမလာတင်ထားမကြည့်ကျွန်တော်နေမလားတတိထားမိတဲ့ထောင်ချားလေးကောင်းလည်းမလောက်နဲ့မိတာလေးပတားနေရလားဆိုပြီးဒီလေးတစ်ခုပေါင်းပါပဲလေကွာနဲ့တော့ခဲမနေရသူ play ပိုက်တယ်ပဲဖိုင်တာပေါ့ခုတော့ဘာ problem မတည်းပါကျွန်တော်ထိုက်ကမတည်းပါကျွန်တော်အဲ့ဒီပဲရှိပါပဲတက်စီပြီးတော့မကောက်ပါကောက်ဆိုတော့ဆိုကြများပါထိုက်တယ်တက်စီကနေတက်စီမရှိဘူးဇာတိ play ဆိုရင်ကျွန်တော်မိလိုက်ကျွန်တော်ဘုတ်တဲ့တခုရှိပါတယ်အင်္ဂါလေးပိုက်တော့ပါလိုက်ကဒီကောင်ကောက်ပါပဲလာရီခရီးကိုလေစီနေနေတော့ပါပဲမကောဥမ progress ကြီးလိုက်ကငါတက်စီငါဆိုရင်လိုက်ကတာငါစီပိုင်းနဲ့တော့တော့ကြာစီတားထားပါတယ်ဒီကျွန်တော်လိုက်ကစီဘူးစီကတော့ဒီလေးရထားလို့လွယ်ပါပဲကျွန်တော်ထိုင်လို့လိုက်နေတာလိုက်ကနေပြီးမျိုးရှိပါတယ်progress ကြီးဒီဘန်ဘောင်းကနေပြီးဥညာလောက်စလေဥညာလောက်လိုက်တော့နေမယ်ရှိပါပြီမာရှာလောက်မာရှာလိုက်တော့ပိုင်းနဲ့ဖလန်ဆိုဖလန်ဆောင်ဒီပဲလိုက်ကနေပြီးမျိုးရှိပါတယ်ကျွန်တော်အနေနဲ့လိုက်ကစီဘူးတော့နေတော့လေးရထားပါပေါ့ဒီကျွန်တော်လေးလာမထားလို့ရှိလေကျွန်တော်လာမရပါနဲ့ကျွန်တော်လိုက်တော့နေမတည်ဘူးကျွန်တော်ဘာပြီးလွားပါပဲခါပြီးဒီခေကျွန်တော်ခုပြရတဲ့တော့ဒီကိုမြို့တီးอ่ะလိုက်နာကြော်တော့ရောက်နေထိုင်နေမှာပါစပို့မရှိဘဲနဲ့ရှောက်လေးကိုရပါတယ်နဲ့ညကတော့ဒီတာကတော့ကိုစရကတော့အမခံပါလေကျန်တစရကတော့ကျွန်တော်အမခံနိုင်ပါညကတော့ဒီလုံးဝကန်ဆို့လူတွေကကွန်တရီယာစနိုက်ဖိုက်တော့နဲ့ကျွန်တော်နောက်တစရနဲ့ကျွန်တော်အမခံနိုင်ပါကိုစရကတော့ကျွန်တော်အမခံနိုင်ပါလေကျွန်တော်တော့ဒီကိုလိုက်နာကြော်တော့ပါအဆုံးမရှိဘဲနဲ့ရှောက်လေးရပါလေလို့ဒီကကျွန်တော်တို့တော့ရှိပါပဲကျွန်တော်ဘက်ကော်ဒီကမျိုးတီတစ်ခုခုတီတာထူရာဆိုပြီးကျွန်တော်ဗီဒီယိုလိုက်ရှင်းနေဝင်ပြီးတော့အဲဒီကကျွန်တော်ဘက်ကော်ဒီမှာအမတီအယုံနေပါတယ်မျိုးတီကောင်းမှာဝင်ပြီးထားပါပြီးရပါပြီထားပါဗီဒီယိုလေးကျွန်တော်ကြည့်တစ်ခါနဲ့တက်ပါပြီဒီကျွန်တော်ဗီဒီယိုလောက်ပါဗျာမျိုးတီ on ကိုတိုင်ဆန်နဲ့ကားပဲမစားပါနဲ့နောက်ဗီဒီယိုမှာဆွေးနွေးရဖို့အလုံးကိုရှိပါလိမ့်တာပါ